အကျော်သွားရောက်နေတော့အိမ်မှာထားခဲ့တဲ့လက်ဝတ်ရတနာတွေအခိုးခံလိုက်ရတဲ့ဝိုင်းချုံမှာပရိသတ်များရှင်ဝိုင်းချုံမှာကတော့အကျော်ရောင်းရင်ကြီးကြီးတက်ချမ်းသာလာတာကြောင့်လူအများရဲ့အားကျခြင်းကိုခံနေရတာပါအကျော်ရောင်းရတဲ့ငွေနဲ့တစ်လကို300ချီအမြတ်ရနေတဲ့အတွက်လူတိုင်းကတော့ဝိုင်းချုံမှာလို့အကျော်လိုက်ရောင်းရင်ကောင်းမလားလို့စဉ်းစားနေကြတာပါငွေများများရှာနိုင်တာကြောင့်လေဝိုင်းချုံမရဲ့အိမ်ကတခိုးတွေရဲ့မျက်စိကျခြင်းကိုခံလိုက်ရပါတယ်ပြီးခဲ့တဲ့ရက်မှာဝိုင်းချုံမရဲ့အိမ်ကတခိုးအဖောက်ခံလိုက်ရပါတယ်ဝိုင်းချုံမတို့ကနေဘက်ဆိုရင်အကျော်ဆိုင်မှာသာတမိသားစုလုံးရောက်နေတတ်တာပါဒါကြောင့်မလို့လေအိမ်ကိုတကားပိတ်ထားခဲ့ရတဲ့အချိန်မှာတခိုးအခိုးခံလိုက်ရတာပါတခိုးကဝိုင်းချုံမအိမ်မန်တိတလို့ကိုခိုးသွားခဲ့တာပါရှေ့လပိုင်းတုန်းကဝိုင်းချုံမကအကျော်ရောင်းရင်းနဲ့သူ့ဘက်လောက်စုဆောင်းထားနိုင်တယ်ဆိုတဲ့အကြောင်းကိုအသိပေးလာခဲ့တာပါအကျော်ရောင်းရင်းနဲ့မြေကွက်တွေလည်းဝယ်လာနိုင်တယ်လို့ဆိုင်ကိုလည်းအကြီးကြီးဖြစ်အောင်ချဲကားလာနိုင်တဲ့အကြောင်းကြွားဝါထုတ်ခဲ့တာပါဒါကြောင့်မလို့လေတခိုးကအထင်ကြီးပြီးဝိုင်းချုံမရဲ့အိမ်ထဲကိုဝင်မှွေပါတော့တယ်ဝိုင်းချုံမတို့အိမ်ပြန်ရောက်တဲ့အချိန်မှာဗီဒီယိုတွေအပွင့်လိုက်ဖြစ်ပြီးအဝတ်တွေလည်းအကုန်လုံးဖွာထားခဲ့တယ်ဒါအပြင်လက်ဝတ်ရတနာပစ္စည်းတွေလည်းခိုးသွားခဲ့ပါတယ်ဝိုင်းချုံမတို့ကပြီးခဲ့တဲ့4လပိုင်းမှာရှင်ပြုတ်ပွဲကိုကျင်းပခဲ့ပါတယ်ရှင်ပြုတ်ပွဲရက်တွေမှာအင်ကြီးအယောင်နဲ့အညီစိန်ပိရက်တွေကြောက်ပိရက်တွေကိုဝယ်ခဲ့ကြတာပါအဆိုပါလက်ဝတ်ရတနာအားလုံးကိုတခိုးကခိုးယူသွားခဲ့ပါတယ်ဒါအပြင်ပေါင်းအိုးတွေကိုလည်းမချမ်းမဲယူသွားခဲ့တာပါဝိုင်းချုံမတို့ကအိမ်မှာလက်ဝတ်ရတနာတွေမရှိတော့ဘူးဆိုပေမဲ့အပြုံမပြတ်ပင်လိုက်ပါလွင့်လာခဲ့ပါတယ်လက်ဝတ်ရတနာခိုးသွားတာကိုမနှောမျောပဲပေါင်းအိုးခိုးသွားတာကိုနှမျောတက်တာဖြစ်နေကြရတာပါအကြောင်းရင်းကတော့ဝိုင်းချုံမတို့ဝစ်စင်နေတဲ့လက်ဝတ်ရတနာတွေကအစ်စ်တွေမဟုတ်တာကြောင့်ပါအစ်စ်တွေမဟုတ်ပဲအတုတွေသာဖြစ်ပါတယ်တကူကလက်ဝတ်ရတနာအတုတွေကိုခိုးသွားခဲ့မိတာပါဒါကြောင့်မလို့လဲဝိုင်းချုံမကနှမျောတက်တာဖြစ်မနေပါဘူးဝိုင်းချုံမကမြေခွက်တွေဝယ်ဖို့အတွက်လက်ဝတ်ရတနာအစ်စ်တွေကိုရောင်းလိုက်တာပါလူမြင်ကောင်းအောင်အတုတွေကိုတကုံ3000နဲ့ဝယ်ထားတာပါဒါပေမဲ့လူများကအစ်စ်ထင်ပြီးအထင်ကြီးပြီးလာခိုးတဲ့အထိကိုဖြစ်သွားတာပါတကူကတော့ပွားပြီလို့ထင်ထားပြီးမြဲကံမကောင်းပဲခိုးလိုက်တဲ့ပစ္စည်းတွေကအတုတွေဖြစ်လို့နေပါပြီဒါကြောင့်မလို့ဝိုင်းချုံမကကံကောင်းစွာနဲ့ပဲတန်ဖိုးကြီးပစ္စည်းတွေပါမသွားပါဘူးထမင်းပေါင်းနဲ့ဒဲဦးနီပါသွားတာကိုတော့နှမျောတက်တာဖြစ်နေရရှာတာပါဝိုင်းချုံမတို့မိသားစုကတမိသားစုလုံးအတူတူရုန်းကန်ကစူးစမ်းနေကြတာပါလမ်းဘေးမှာအကျော်ရောင်းရတဲ့ဘဝနဲ့ကားပါကင်ပါတဲ့အကျော်ဆိုင်ကြီးကိုအချိန်တိုတွင်ဖွင့်လှစ်လာနိုင်ခဲ့ပါတယ်အချိန်တိုတွင်မှာစုဆောင်းကကြီးပွားချမ်းသာလာတဲ့ဝိုင်းချုံမကိုအားကြတဲ့သူတွေကများလို့နေတာပါတကူတွေကအရန်ကိုတောင်းချမ်းလာပြီးဖြစ်တာမို့လူများအနေနဲ့တတိထားဖို့အတွက်လိုက်လွင့်ကပြောပြလာခဲ့တာပါအိမ်ကိုလုံခြုံတယ်လို့ယူဆကတော့တွေအထက်ထက်ခတ်ထားပြီးမြဲတကူတွေကကျွမ်းကျင်တာကြောင့်တော့တွေဖြတ်ပြီးခိုးကြပြီးရှိသမျှပစ္စည်းအကုန်ယူကြတာဖြစ်ပါတယ်တကူခိုးသွားတဲ့ပစ္စည်းတွေကအတုတွေဖြစ်နေကကံကောင်းသွားတဲ့ဝိုင်းချုံမပေါ်ပရိသတ်တို့ရဲ့အမြင်ကိုပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်လည်းအမှုပညာဆိုင်ရာအကြောင်းအရာတွေကိုရွေးချယ်တင်ဆက်ပေးမှာမို့ကျမတို့ရဲ့ channel ကို like and follow လုပ်ခဲ့ပေးပါအောင်ရှင်